တ်တဲ့ဆိုပြီးဖျားစင်ပေါ်ပကံတင်လိုက်တာမျိုးပြီးစလွဲမလုပ်သင့်ပါဘူးစွန့်ကတ်တဲ့ဆိုတဲ့အတိုင်းမြတ်စွာဘုရားကိုဒီဆိုရင်ကတ်လူကြောင်းလျှောက်ထားရပါမယ်မိတ်ဆွေတို့ပကံတင်လိုက်ယုံနဲ့ဖျားကဘလို့ဖုံးပေးနိုင်ပါမလဲကလူကြောင့်သိရှိပြီးလက်ခံမှာဖုံးပေးလို့ရနိုင်မယ်မဟုတ်ပါလားရှင်ဒါကြောင့်တရှိထင်ရှားဖယားရှင်ကိုစွန့်ကန်နေရသလိုစေတနာပပနဲ့ကလူတင်နေလို့ပြောရတာပါဆိုရင်ကလူတဲ့အပိုင်းပြီးပြီဆိုတော့တောက်တော်ကြီးကလူတဲ့အပိုင်းကိုဆက်သွားလိုက်ကြရအောင်ကျမတို့စိတ်ထဲမှာတိမှတ်ထားရမှာတခုကတရှိထင်ရှားဖယားရှင်ကိုကလူနေရတင်လို့တွေးထားရမှာပါဆိုတော့တောက်တော်ကြီးကိုခွက်သေးသေးလေးနဲ့ကတ်မယ်ဆိုရင်ဖယားတောက်တော်ကြီးဝါနိုင်ပါမလားတင်ကိုယ်တိုင်လေးမဝါနိုင်ပါဘူးဒီလိုခွက်သေးသေးလေးတွေနဲ့ကတ်လူကြတာကိုလည်းများစွာတွေ့ရတတ်ပါတယ်ဒီလိုပြောလို့ငချင်းခွက်ကြီးနဲ့တော့ကတ်မယ်လို့မကြံပါနဲ့ဖယားရှင်အတွက်ရည်ရွယ်ပြီးအိမ်မမသုံးရသေးတဲ့အလဲလက်ခွက်မျိုးတွေဆိုရင်အဆင်ပြေပါပြီတောက်တော်ရေးပြီးရင်တော့မှားတက်ကြတဲ့အမှားတစ်ခုကတစ်တီဆုံးပဲဖြစ်ပါတယ်တစ်တီတွေကိုရေးစိပကံပြားပေါ်ကိုလှအောင်တင်လိုက်ပြီးကျမတို့အများစုကတ်တက်ကြပါတယ်မတိပဲလွဲလိုက်မိတဲ့ဒီအရာကိုတေချာတွေးကြည့်လိုက်ပါမြတ်စွာဘုရားဘလို့ဖုံးပေးနိုင်ပါမလဲဥပမာအားဖြင့်လိမ္မော်သည်ဆိုရင်အခွန်ခွာဖို့လိုအပ်ပါတယ်မြတ်စွာဘုရားဘာသာခွာလိုက်ပါလို့မပြောယုံတမဲကပ်မိလိုက်ကြတာမျိုးပါပြီးရင်တော့တတိစွန်းကိုစွန့်ပြီးကိုယ်တိုင်စားဖို့အတွက်ကြတော့အခွန်ခွာလိုက်ကြပါတော့တယ်ဒါကြောင့်ကျမတို့အနေနဲ့အခွန်ကိုခွာပြီးစေတနာပပနဲ့တသက်ရရလေးကလူတင်ပါတယ်ခရင်လေးပါထိုးထားလိုက်မယ်ပေါ့တန်ဃာတော်တွေကိုစွန့်ကပ်ရင်လေဒီလိုပဲကတ်တက်ကြတာမဟုတ်ပါလားရှင်ဒါဆိုရင်အတုမရှိမြတ်စွာဘုရားရှင်ကိုဘာအတွက်ဒီလိုမကတ်ကြပါသလဲဒီလိုတတိမမူမိတတ်ကြတဲ့အမားလေးတွေကိုတတိထားပြီးပြင်ဆင်နိုင်ဖို့ပဲလိုအပ်တာပါကိုယ့်ရဲ့စိတ်စေတနာနဲ့ကိုချင်းစားစိတ်ကြောင့်ပို့ပြီးကုသိုလ်ရသွားနိုင်နေဆိုတာကိုမယုံမရှိကြပါနဲ့နောက်ဆုံးတစ်ချက်ကတော့အချိန်ပဲဖြစ်ပါတယ်တန်ဃာတော်တွေကိုစွန့်ကပ်တဲ့အခါအချိန်တိကျနဲ့ကပ်ရတယ်မဟုတ်ပါလားရှင်ဒါမှလေတန်ဃာတော်တွေဖုံးပေးချိန်မှန်ပြီးအဘက်မသိတော့မှာပါမြတ်စွာဘုရားရှင်အနေနဲ့တန်ဃာတော်တွေကိုတတ်မှတ်ပေးခဲ့တဲ့အချိန်စရာပဲဖြစ်ပါတယ်ဒီအတွက်မြတ်စွာဘုရားကိုစွန့်ကပ်လူတဲ့အခါမှာအချိန်တိကျမှန်ကန်ဖို့လိုအပ်ပါတယ်